စောစောတော့လာလေးလာတယ်ညီမလေးနဲ့စကားပြောဖြစ်တယ်ပေါ့နော်သူလာလေးလာတော့သူ့ဘယ်လိုအကြောင်းအရာတွေရှင်းပြပေးလဲဆိုတော့မရန်လွင်ကသူ့အချစ်တုံးချင်းနဲ့ရှင်းပြပေးတယ်ပေါ့နော်ဘယ်လိုအချစ်တုံးချင်းနဲ့ပြောပြပေးလဲဆိုတော့လူအများစုကပုံမှန်ဘဝမှာပဲနေကြတယ်ပုံမှန်ဘဝတွေပဲဖြတ်သန်းကြတယ်အဲ့ဒီကနေပုံမှန်ထက်သာလော်တဲ့ဘဝလူတိုင်းရှာဖွေကြတယ်အခုဆိုရင်ပုံမှန်ထက်သာလော်တဲ့သူတွေဆိုလို့ရှိရင်ဝင်နှက်လန်းအနေနဲ့ online လုပ်တွေစပြီးရှာဖွေကြတယ်ဒါဟာကောင်းတဲ့အချက်ပဲဒါပေမဲ့ဒီလိုမျိုးပုံမှန်ထက်သာလော်တဲ့ဘဝကနေဒီတူဝင်ငွေပေါ့နော်ရနိုင်တယ်လောက်တဲ့ခါရတယ်မလောက်တဲ့ခါမရဘူးဒုတိယတစ်ချက်ကကျတော့ရေလက်ဝင်ငွေအနေနဲ့ရှင်းပြပေးတယ်ရေလက်ဝင်ငွေဆိုတာကဘာလဲဆိုတော့နေစားလခစားအလုပ်လိုမျိုးမလုပ်ရဘဲနဲ့ဒါပေမဲ့ဒီအလုပ်ဒီမှာလုပ်တယ်လို့မျိုးတစ်လောက်တစ်ပေါင်းခွဲကနေ2ပေါင်း3ပေါင်းလောက်ထိရနိုင်တယ်ဒါကတော့ကိုကြိုးစားမှကိုရတယ်အလုပ်လုပ်စရာမလိုကိုဘာနဲ့ကိုအချိန်တစ်ခုတတ်မှတ်ပြီးတော့ကိုလှုပ်ချင်တဲ့အချိန်မှာကိုလှုပ်တာပေါ့နော်အဲ့ဒါကြတော့ကိုရဲ့ကိုပိုင်လုပ်လို့မျိုးပဲဒါကြတော့ရေလက်ဝင်ငွေအနေနဲ့အပြင်မှာကိုစူးစမ်းလို့ရတယ်အခုလူအများစုဆိုလို့ရှိရင်အလုပ်မလုပ်ဘဲနဲ့အပြင်မှာကိုဝင်ငွေနဲ့ကိုရက်တည်နေတဲ့သူတွေအများကြီးပဲကိုအရင်ချင်းနဲ့ကိုတီထွင်မှုတွေဖန်တီးမှုတွေနဲ့တွားနေတဲ့သူတွေအများကြီးပဲဒါတွေကကြတော့လေရေလက်ဝင်ငွေလို့ပြောလို့ရတယ်ရေရှည်သွားလို့မရဘူးမသေးချဘူးခိုင်မာမှုမရှိဘူးပေါ့နော်ဒါတော့ရေလက်သူ့ကိုရေရှည်အလုပ်ဆိုပြီးတော့ပြောပြပေးတယ်ရေရှည်အလုပ်ကဘယ်လိုလုပ်မျိုးလဲဆိုတော့ပုံမှန်အများနဲ့နှစ်ရှည်များလုပ်သွားလို့ရတယ်အလုပ်ပြောင်းနေစရာမလိုအများနဲ့ရှာနေစရာမလိုတော့အဲ့ဒါကကြတော့ရေရှည်လုပ်ငန်းဖြစ်တယ်ဒီလိုရေရှည်လုပ်ငန်းတွေမှာကကြတော့background ရှိဖို့လိုအပ်တယ်တာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုအပ်တယ်ပြီးရင် system ရှိဖို့လိုအပ်တယ်ပြီးရင်အဖွဲ့အစည်းလို့ခေါ်တဲ့ပူးပေါင်းဆောင်ရေးလှုပ်ဆောင်ခြင်းတွေရှိဖို့လိုအပ်တယ်ဒီလိုမျိုးတွေဆိုလို့ရှိရင်တော့ရေရှည်ဝင်ငွေထိုင်းနိုင်ငံမှာ10နှစ်နေတယ်15နှစ်နေတယ်နေ့နဲ့10နှစ်ကြိုက်တလောက်နေကိုအသက်ကြိုက်တလောက်ကြီးတော့ကိုရဲ့ business လုပ်ငန်းတစ်ခုလိုမျိုးရေရှည်ဝင်ငွေရနိုင်တဲ့အကြောင်းကိုပြောပြပေးတယ်အဲ့ဒါကဒီနေရာမှာရေရှည်သွားလို့ရတယ်ဆိုတာကိုပြောပြပြီးတော့ဒီညီမလေးကတော်တော်လေးသဘောပေါက်သွားတယ်ပေါ့နော်အဲ့တော့ဒီညီမလေးနဲ့ဘာတွေမေးထားလဲဘာတွေပြောထားလဲသူဒီလေးကျမနဲ့စကားပြောရတာအဆင်ပြေရဲ့လားသူဘယ်လိုတွေတွေးလဲဆိုတာနားထောင်ကြည့်အောင်ဆယ်ပဲပါကိုလုပ်ချင်တယ်ဆိုတော့ကိုရဲ့ဒီမျိုးအစတန်းကိုရဲ့လူမျိုးအစတန်းလည်းကြောင်းနေတယ်ကိုရဲ့ဘဝရဲ့ဖြစ်ပြောင်းလဲမှုလည်းဒီမှာခွန်လန်းနေများရှိတယ်နောက်တစ်ခုကကြကိုရဲ့လူမျိုးရဲ့အစတန်းလည်းမဟုတ်နောက်ထပ်ကိုရဲ့ကျမ်းမာရေးစိတ်တိုင်းပိုင်းဆိုင်ရာရောတိုင်းပိုင်းဆိုင်ရာကိုရဲ့ကျမ်းမာရေးကိုရဲ့ဒီပြောမယ်ဆိုတော့ကိုရဲ့စိတ်နေစိတ်ချအရာအလုံးကိုလည်းကြောင်းလဲပေးနိုင်တယ်ဒီစီးပွားရေးအချိန်လုံနိုင်တဲ့စီးပွားရေးတစ်ခုဖြစ်တယ်စီးပွားရေးကြကြတော့အခုအရှိမလည်းအောင်မြင်သွားတဲ့သူတွေအများကြီးရှိတယ်အဲ့တော့အခုညီမတို့ကနောက်ကသူတွေဆိုမဲ့လည်းရှင်းနောက်မရှိဘူးဒီနေရာမှာကိုကြိုးစားရင်ကိုကြိုးစားနိုင်လို့ရှိရင်စိတ်နဲ့တက်နဲ့တော့အဲ့လိုယူလို့မရဘူးတိုးလာနိုင်လို့ရှိရင်အကန့်အသတ်မရှိစူးစမ်းလို့ရတယ်ကိုလူချင်းတဲ့ဘောကိုဖန်တီးလို့ဖန်တီးလို့ရတယ်လူတိုင်းတော့ဖန်တီးချင်တဲ့သူတွေကြီးပဲလေနော်အဲ့ဒီမှာဖန်တီးခွင့်မရအခုဒီမှာဖန်တီးခွင့်ရတယ်ဆိုတော့ဖန်တီးခွင့်လည်းရှာနေတဲ့သူတွေအနေနဲ့စကွက်တိကြတော့တက်ကြတော့နေသူဆိုလို့ရှိရင်ညီမကူညီမှာလားကူညီမှာပါအခုလို့ကိုဒီနဲ့လူရှိတယ်ကိုလို့ရေလို့ချင်တဲ့လူရှိတယ်ဆိုရင်အခုတို့ဒီလိုရုံးမျိုးမှာကိုရန်တင်းခွင့်ပေးထားတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရန်တင်းလေးလာခြင်းရဲ့စုံမဒီလာချတာရုံးမှာကိုယ်တိုင်မှာကိုလိုအောင်မြင်တဲ့လူတွေဒီမှာရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုလိုဒီအောင်မြင်တဲ့လူတွေမှာအများကြီးအချိန်မှာအောင်မြင်တဲ့လူတွေရှိတဲ့အတွက်ကြောင့်မလို့ကိုယ်တိုင်လည်းကြိုးစားခြင်းနဲ့စိတ်ရှိတဲ့ခြင်းတော့ဒီလိုမျိုးကြုံတဲ့မှာအခွင့်အရေးတွေအများကြီးတင်လို့ရတယ်အချိန်မှလာပြီးလေ့လာတာကောင်းတာပေါ့နော်ပြောချင်တာတော့အပြင်မှာလေးလာပြီးတော့တင်ရတာပို့ပြီးတော့ထိရောက်မှုရှိရထိရောက်မှုရှိရအေးလေးလာမျိုးကိုလေးလာကြောင်ချောင်းမှုလေးရှိရကိုဒါတော့စလေးလာတဲ့သူပေါ့နော်အဲ့လောက်ပြီးဆိုလို့ရှိရင်တော့ကိုဘယ်နေရာတိပြည့်လို့ရတယ်ပြီးနေကိုကဘာလို့ရမယ်လို့ဆောင်ရမယ်အချက်လက်တွေလည်းဘယ်နေရာမှာဘာလို့အပ်တယ်ဘယ်နေရာမှာဘာလို့ဖြည့်ဆည်းပေးရမှာဆိုတာလည်းတင်ယူသိလာလို့ပို့ပြီးတော့ထိရောက်မှုရှိလို့ထိရောက်မှုရှိတာโอเคအဲ့ဆိုလို့ရှိရင်နောက်တစ်ပတ်ဆက်ပါဒီမှာโอเค